TikTok မှာကျွန်တော်ကြည့်ပြီးသားဗီဒီယိုလေးတွေကိုပြန်ဘယ်လိုကြည့်ရမလဲဆိုတာကိုသိချင်ပါသလားသိချင်တယ်ဆိုရင်တော့မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်ကြိုက်တဲ့ဗီဒီယိုလေးဆိုရင် like လုပ်ထားရအောင်ဆိုရင်ကျွန်တော် favorite နေရာမှာတွားကြည့်လို့ရတယ်ဒါပေမဲ့တစ်ခါလေကြာရင်ကျွန်တော် like မလုပ်ဘဲနဲ့ဒီတိုင်းကြည့်ရင်အဲ့ဗီဒီယိုတွေကဘယ်နှရောက်သွားမှမသိဘူးဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ history ပြန် check လုပ်တာပေါ့နော် history ပြန်ကြည့်ရဲ့နည်းကိုကျွန်တော်ပြပေးသွားမှာမယ်ပထမဆုံးကိုယ့်ရဲ့ဒီ profile ထဲဝင်လိုက်ပါပြီးရင်ဒီအပေါ်က34ကိုဝင်လိုက်ပါနော်34ဝင်ပြီးတော့ဒီမှာ setting privacy ဆိုတာရှိပါတယ်တချို့ရဲ့ဖုန်းမှာဆိုရင်တော့ဒီနေရာမှာတင်တော့ history ဆိုတာကိုတွေ့ရမှာမယ်ဒါပေမဲ့တချို့ဖုန်းထဲမှာဆိုရင်တော့မတွေ့ရဘူးပေါ့နော်တကယ်လို့ဒီလိုပုံစံကျွန်တော်ပုံစံအတိုင်း history ကိုမပေါ်ဘူးဆိုရင်ပထမဆုံးကျွန်တော်ဒီ activity center ဆိုတာရှိရယ်ဒါလေးဒီထဲကိုဝင်ရမယ်ကျွန်တော်ဒီမှာတွေ့လိမ့်မယ် watch history ဆိုတဲ့ဟာကိုတွေ့လိမ့်မယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်ကြည့်တဲ့ဗီဒီယိုအတိုင်းအားလုံးကြည့်လို့ရပါပြန်ပြီးတော့ကြည့်လို့ရပါဘောနော်ဒီထဲမှာကိုသိချင်တဲ့ဗီဒီယိုကိုပြန်ကြည့်ချင်တဲ့ဗီဒီယိုလေးဆိုရင်အကုန်လုံးဒီမှာရှိပါတယ်ဒီနည်းအတိုင်းလုပ်လိုက်ပါနော်တခြားသိချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာရေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ